အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့နောက်ဆက်မပါတဲ့နံအထူးပြုတွေအကြောင်းကိုလေ့လာသွားပါမယ်နောက်ဆက်မပါတဲ့နံအထူးပြုလို့ပြောတဲ့အခါမှာသောဒီမိဒေမေစတဲ့နောက်ဆက်တွေကိုမသုံးဘဲနဲ့နံတွေကိုဘယ်လိုအထူးပြုမလဲဆိုတာကိုလေ့လာကြပါမယ်နံတွေကိုအထူးပြုဖို့ရန်အတွက်နံစကားလုံးသုံးလို့ရတယ်ဒါမှမဟုတ်ကရိယာစကားလုံးကိုသုံးလို့ရတယ်ဒါမှမဟုတ်အသာလွန်ဆုံးအဆင့်နံအထူးပြုစကားလုံးတွေကိုသုံးပြီးတော့မှနံအထူးပြုလို့ရပါတယ်အဲ့ဒီတော့ကိုအထူးပြုခြင်းနဲ့နံရှိမယ်အဲ့ဒီနံရဲ့အရှိမဖြစ်ဖြစ်အနောက်မှာဖြစ်ဖြစ်နံစကားလုံးတွေကရိယာစကားလုံးတွေကိုထည့်ပြီးတော့အထူးပြုလို့ရတယ်လို့အသာလွန်ဆုံးအဆင့်နံအထူးပြုကိုသုံးပြီးတော့အထူးပြုလို့ရတယ်ဆိုတာကိုဒီနေ့ဗီဒီယိုမှာပြပြသွားပါမယ်သင်ခန်းစာလေးရှင်းမသွားခင်မှာအရှိကဆွေးနွေးခဲ့တဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးတော့မှတစ်ခေါက်လောက်ပြောကြည့်ကြရအောင်နောက်ဆက်ပါတဲ့နံအထူးပြုသင်ခန်းစာတက်မှာတော့သောဒီမိဒေမေနောက်ဆက်တွေကိုကရိယာရဲ့နောက်ကနေဆက်လိုက်တဲ့အခါမှာအနံအထူးပြုဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကိုသင်ခဲ့ရပါတယ်နောက်ထပ်သင်ခန်းစာနှစ်မှာတော့ကဤရဲ့နှစ်နဲ့ဆိုတဲ့နောက်ဆက်တွေကိုနံဒါမှမဟုတ်နံစားရဲ့အနောက်မှာတွဲသုံးလိုက်တဲ့အခါမှာနံအထူးပြုဖြစ်တယ်ဆိုတဲ့အကြောင်းကိုသင်ခဲ့ရပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကိုအထူးပြုခြင်းတဲ့နံရဲ့အရှိမဒါမှမဟုတ်အနောက်မှာနံစကလုံးတွေဒါမှမဟုတ်ကရိယာစကားလုံးတွေသုံးပြီးတော့မှဘယ်လိုနံအထူးပြုဖြစ်သုံးနိုင်လဲဆိုတာကိုလေ့လာသွားပါမယ်ပထမတာရကမှာတော့နံအထူးပြုဖြစ်ဖို့ရန်အတွက်နံစကားလုံးတွေကိုဘယ်လိုသုံးမလဲဆိုတာကိုကြည့်ကြရအောင်ပထမစာကြောင်းမှာကိုအထူးပြုခြင်းတဲ့နံစကားလုံးကိုအနီရောင်လေးဒါမှမဟုတ်မြင်တာပြီးတော့ပေးထားပါတယ်အရှိမှာတော့နံအထူးပြုအဖြစ်နဲ့အသုံးပြုမဲ့နံစကားလုံးကိုထားတဲ့ပုံစံလေ့လာကြည့်ပါမယ်မြန်မာစာအုပ်အချိုမှုန့်နှလုံးယောဂဒီသုံးခုကိုခွဲခြမ်းကြည့်တဲ့အခါမှာပထမစကားလုံးအတွက်စာအုပ်ဘယ်လိုစာအုပ်လဲမြန်မာဘာသာနဲ့ရေးထားတဲ့စာအုပ်နောက်တစ်ခုမှုန့်ဘယ်လိုမှုန့်လဲဘယ်လိုအမှုန့်လဲလို့ပြောတဲ့အခါမှာအချိုအရသာရှိသောမှုန့်ဒါဆိုရင်အရှိကအချိုဆိုတဲ့စကားလုံးကအနောက်ကနံဆိုတဲ့မှုန့်ကိုအထူးပြုနေတာကိုတွေ့ရပါမယ်နောက်ဆုံးတစ်ခုကတော့နှလုံးယောဂဘယ်လိုယောဂလဲနှလုံးနှင့်ဆိုင်သောယောဂဒီနေရာမှာဆိုရင်သောဒီမိဒေမေဆိုတဲ့နောက်ဆက်တွေကိုမသုံးဘဲနဲ့နံဆိုတဲ့စကားလုံးကိုပဲအသုံးပြုပြီးတော့မှနံအထူးပြုဖြင့်သုံးနှုန်းထားတာကိုတွေ့ရပါမယ်နောက်ဒုတိယအကြောင်းမှာတော့နံစကားလုံးကိုပဲသုံးပြီးတော့အထူးပြုမှာဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီနံစကားလုံးကိုတော့အနောက်မှာထားပါမယ်ပထမတစ်ခုကတော့ထီအနီထီတော့ထီပဲဘယ်လိုထီလဲဆိုတော့အနီရောင်ရှိတဲ့ထီအနီဆိုတဲ့စကားလုံးဟာကရိယာနံဖြစ်တဲ့တနည်းအားဖြင့်နံစကားလုံးဖြစ်တယ်ဆိုတဲ့အကြောင်းကိုစတ္တမတန်းမှာသင်ခဲ့ပြီးပဲဖြစ်ပါတယ်နောက်တစ်ခုမုံလင်မယားမုံတော့မုံပဲဘယ်လိုမုံလဲဆိုရင်လင်မယားပုံစံရှိတဲ့မုံအထဲမှာပါတဲ့မုံနှစ်ခုဟာလင်မယားတွေလိုမျိုးနီးနီးကပ်ကပ်ရှိနေတာဖြစ်တဲ့အတွက်မုံလင်မယားလို့တင်စားပြီးတော့ပြောတာဖြစ်ပါတယ်နောက်တစ်ခုထမင်းအကြံထမင်းတော့ထမင်းပဲဘယ်လိုထမင်းလဲထမင်းကြော်လားထမင်းသိုးလားဒီညမှာတော့ကြံနေတဲ့ထမင်းဖြစ်တဲ့အတွက်ထမင်းအကြံလို့သုံးနှုန်းပါတယ်အဲ့တော့ဒီထဲမှာတော့နံစကားလုံးကိုပဲသုံးပြီးတော့မှဘယ်လိုနံအထူးပြုမလဲဆိုတဲ့အကြောင်းကိုလေ့လာခဲ့ပါတယ်နောက်တစ်ခုမှာတော့ကရိယာစကားလုံးတွေကိုသုံးပြီးတော့မှအထူးပြုကြပါမယ်ပထမစာကြောင်းမှာတော့ကိုအထူးပြုခြင်းနဲ့နံစကားလုံးကိုအနောက်မှာရှိနေမယ်သူ့ရဲ့အရှိမှာတော့ကရိယာစကားလုံးကိုထားပြီးတော့မှအထူးပြုတဲ့အကြောင်းကိုလေ့လာပါမယ်စာမေးပွဲပွဲတော့ပွဲပဲဘာပွဲလဲဆိုတော့စာတွေမေးတဲ့ပွဲပါနောက်တစ်ခုဓာသွေးကြောက်ဘယ်လိုကြောက်လဲဓာသွေးလို့ရတဲ့ကြောက်ပါနောက်တစ်ခုဖြော်ရည်ရေတော့ရေပဲဘယ်လိုရေလဲဖြော်ထားတဲ့ရေပါဒီမှာဆိုရင်အရှိကကရိယာကအနောက်ကနံကိုအထူးပြုနေတာကိုတွေ့ရပါမယ်ဒုတိယတစ်ခုမှာတော့ကိုအထူးပြုခြင်းတဲ့နံရဲ့အနောက်မှာကရိယာစကားလုံးတွေကိုထားပြီးတော့မှနံအထူးပြုမှာပဲဖြစ်ပါတယ်ပထမစကားလုံးကကြက်ကြော်ကြက်တော့ကြက်ပဲဘယ်လိုကြက်လဲဆိုတော့ကြော်ထားတဲ့ကြက်ပါနောက်တစ်ခုလူလိမ်မဘယ်လိုလူလဲဆိုတော့လိမ်မာမဲ့လူပါနောက်တစ်ခုကလဘဲပြုတ်ဘယ်လိုကလဘဲလဲပြုတ်ထားတဲ့ကလဘဲပါဒီမှာဆိုရင်လေအနောက်ကကရိယာကအရှိကနံတွေကိုအထူးပြုနေတဲ့အကြောင်းကိုတွေ့ရပါမယ်နောက်ဆုံးတစ်ခုကတော့အသာလွန်ဆုံးအဆင့်စကားလုံးတွေကိုအသုံးပြုပြီးတော့မှနံအထူးပြုတည်ဆောက်ကြပါမယ်အခိုင်ဆုံးကျိုးကျိုးတော့ကျိုးပဲဘယ်လိုကျိုးလဲခိုင်တဲ့ကျိုးအခိုင်ဆုံးဖြစ်နေတဲ့ကျိုးပါ
နောက်တစ်ခုအဖြူစင်ဆုံးအပြုံးတော့အပြုံးပဲဘယ်လိုအပြုံးလဲအဖြူစင်ဆုံးဖြစ်နေတဲ့အပြုံးမှာဒီနေရာမှာဒေါ်ဒီမိစတဲ့နောက်ဆက်စကားလုံးတွေကိုအသုံးမပြုဘဲနဲ့နာမ်အထူးပြုအဖြစ်နဲ့ရေးပြထားတာဖြစ်လို့ဒေါ်ဒီမိဒေမေနောက်ဆက်မပါတော့နာမ်အထူးပြုလို့သင်ခန်းစာခေါင်းစဉ်ပေးထားရခြင်းဖြစ်ပါတယ်ဒီနေရာဟာကာဣရဲ့နှစ်ဆိုတဲ့နောက်ဆက်တွေနဲ့တော့လုံးဝမသက်ဆိုင်ပါဘူးဒီချက်ပို့ပြီးတော့ရှင်းလင်းသွားအောင်နမူနာစကားလုံးလေးတွေနဲ့ဆက်ပြီးလေ့လာကြည့်ပါမယ်နံပါတ်1မှာမုံဆိုတဲ့နာမ်ကိုပေးထားပါတယ်အဲ့ဒီနာမ်အတွက်မတူညီတဲ့စကားလုံး၅လုံးကိုကြည့်ကြရအောင်ဘိန်းမုံမုံလက်ကောက်ခောက်မုတ်မုံစီကျော်အချိုဆုံးမုံတစ်ခုချင်းစီကိုတည်တည်ချာချာလေးပြန်ပြီးတော့ခွဲခြမ်းကြည့်ရအောင်ပထမဆုံးစကားလုံးကတော့မုံတော့မုံပဲဘလို့မုံလဲဘိန်းမုံဘိန်းစီလေးတွေနဲ့ပြုတ်လုထားတဲ့အတွက်ဘိန်းမုံလို့ခေါ်ပါတယ်နောက်စကားလုံးမှာတော့မုံလက်ကောက်မုံတော့မုံပဲဘလို့မုံလဲလက်ကောက်ပုံစံနဲ့တူတဲ့မုံပါနောက်တစ်ခုကတော့ခောက်မုံဒီညမှာလဲမုံတော့မုံပဲဘလို့မုံလဲဆိုရင်ခောက်ချိုးချပြီးတော့မှဒီလောက်ထားတဲ့ခောက်ထားတဲ့မုံဖြစ်တဲ့အတွက်ခောက်မုံလို့ခေါ်ပါတယ်နောက်တစ်ခုကတော့မုံစီကျော်ဘလို့မုံလဲစီနဲ့ကြော်ထားတဲ့မုံပါနောက်ဆုံးတစ်လုံးကတော့အချိုဆုံးမုံတော့မုံပဲအချိုဆုံးဖြစ်တဲ့မုံပါဒီညမှာဆိုရင်ရှေ့ကနေနာမ်စကားလုံးတွေကရိယာစကားလုံးတွေအတာလွန်ဆုံးစကားလုံးတွေဆက်ပြီးတော့မှနာမ်အထူးပြုဖြင့်သုံးထားတာကိုတွေ့ရတယ်လို့အနောက်မှာလည်းပဲနာမ်ဒါမှမဟုတ်ကရိယာစကားလုံးတွေဆက်ပြီးတော့လည်းနာမ်အထူးပြုအဖြစ်နဲ့အသုံးပြုလို့ရကြောင်းကိုတွေ့ရပြီပဲဖြစ်ပါတယ်နောက်တစ်ကြောင်းကတော့ကားဆိုတဲ့နာမ်စကားလုံးပဲဖြစ်ပါတယ်ဒီညမှာလည်းပဲမတူညီတဲ့ကားအမျိုးအစား၅မျိုးကိုတွေ့ရပါမယ်ကြောင်းကားအဖြူပြိုင်ကားဟောင်းအမြန်ဆုံးကားစတာတွေပဲဖြစ်ပါတယ်ပထမဦးဆုံးတစ်ခုကတော့ကားတော့ကားပဲဘယ်လိုကားလဲဆိုရင်ကျောင်းကိုအကြိုဖို့လုပ်တဲ့ကားနောက်တစ်ခုကားတော့ကားပဲအဖြူရောင်ရှိတဲ့ကားတတိယတစ်ခုကတော့ပြိုင်ဆိုင်တဲ့နေရာမှာသုံးတဲ့ရှင်ပြိုင်ပြီးတော့မောင်းနှင်ရတဲ့ကားနောက်တစ်ခုကတော့ကားတော့ကားပဲဟောင်းနွမ်းနေတဲ့ကားနောက်ဆုံးတစ်ခုကတော့အမြန်ဆုံးဖြစ်တဲ့ကားဆိုပြီးတော့မှနာမ်တွေကရိယာတွေတာလွန်ဆုံးစကားလုံးတွေကိုနာမ်အထူးပြုဖြင့်သုံးထားတာကိုတွေ့ရပါမယ်တတိယအကြောင်းမှာတော့ပန်းဆိုတဲ့နာမ်စကားလုံးဖြစ်ပါတယ်မတူညီတဲ့ပန်း၅မျိုးကတော့ခရီပန်းပန်းစပယ်ညမွေးပန်းပန်းချောက်နဲ့အလှဆုံးပန်းတွေပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ပန်းတော့ပန်းပဲခရီလို့ခေါ်တဲ့ပန်းပါဒုတိယတစ်ခုကစပယ်လို့ခေါ်တဲ့ပန်းပါတတိယတစ်ခုကတော့ညရောက်တဲ့အချိန်မှာမှုေးတဲ့ပန်းပါနောက်တစ်ခုကတော့၆တွေ့သွားပြီဖြစ်တဲ့ပန်းပါနောက်ဆုံးတစ်ခုကတော့အလှဆုံးဖြစ်တဲ့ပန်းဆိုပြီးတော့မှပန်းဆိုတဲ့စကားလုံးကိုပဲမတူညီတဲ့အထူးပြု၅မျိုးနဲ့သုံးနှုန်းထားတာကိုတွေ့ရပါမယ်ဒါဆိုရင်တော့နောက်ဆုံးလေ့ကျင့်ခန်းကိုကြည့်ရအောင်ဖိုးထူးဤမွေးနေ့ပွဲအတွက်တအိမ်လုံးအလုရှုပ်နေသည်ဧည့်သည်တွေအတွက်ချက်သားစီပြန်ငဖေတုတ်နဲ့ကလပဲဟင်းစီစဉ်ထားပါတယ်မကြီးဝင်းမရဲ့အကောင်းဆုံးလက်ရာနဲ့ဧည့်ခံမှာဖြစ်လို့အားလုံးလာကြဖို့ဖိတ်ပါတယ်ဗျအပြန်ကြရင်လေခြံထွက်အသီးနှံနဲ့မုတ်လက်ကောက်တွေထည့်ပေးလိုက်ပါမယ်ခင်ဗျာဒီထဲမှာနန်ထူးပြုစကားလုံး၈လုံးပါဝင်ပါတယ်ပထမအဆုံးစကားလုံးကတော့မွေးနေ့ပွဲတော့ပွဲပဲမွေးနေ့အဖြစ်ကျင်းပတဲ့ပွဲပါနောက်တစ်ခုချက်သားစီပြန်ချက်သားတော့ချက်သားပဲဘယ်လိုချက်ထားတဲ့ချက်သားလဲဆိုရင်စီပြန်ဟင်းအဖြစ်နဲ့ချက်ထားတဲ့ချက်သားပါနောက်ငဖယ်တုတ်ထားတဲ့ငဖယ်ဟင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဟင်းတော်ဟင်းပဲဘယ်လိုဟင်းလဲဆိုရင်ကလပဲနဲ့ချက်ထားတဲ့ဟင်းပါနောက်တစ်ခုကတော့အမကြီးဒီနေရာမှာအမတော့အမပဲဘယ်လိုအမလဲဆိုရင်ကိုထက်အသက်ကြီးတဲ့အမပါနောက်တစ်ခုကတော့အကောင်းဆုံးဖြစ်တဲ့လက်ရာနောက်တစ်ခုခြံထဲကထွက်တဲ့အသီးအနှံတွေပါနောက်ဆုံးတစ်ခုကတော့လက်ကောက်ပုံစံနဲ့တူတဲ့မုံပါဒီစကားလုံး၈လုံးကိုလေ့လာကြည့်မယ်ဆိုရင်မတူညီတဲ့နာမ်တွေကရိယာတွေအတာလွန်ဆုံးစကားလုံးတွေကိုအသုံးပြုပြီးတော့မှနာမ်အထူးပြုဖြစ်နေသုံးပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုသင်ခန်းစာကိုပြန်ပြီးတော့အချင်းချုပ်ရမယ်ဆိုရင်ဒေါ်ဒီမိဒေမေစတဲ့နောက်ဆက်တွေမပါဘဲနဲ့နာမ်အထူးပြုအဖြစ်နဲ့သုံးပြုလို့ရပါတယ်ကိုအထူးပြုချင်တဲ့နာမ်ရဲ့အရှိမနာမ်ဒါမှမဟုတ်ကရိယာစကားလုံးတွေကိုထားလို့ရတယ်ဒါမှမဟုတ်သူ့ရဲ့နောက်မှာနာမ်
ဒါမှမဟုတ်ကရိယာစကားလုံးကိုလည်းထားပြီးတော့မှနာမ်အထူးပြုအဖြစ်နဲ့အသုံးပြုလို့ရပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့အသာလွန်ဆုံးဖြစ်ကြောင်းဖော်ပြတဲ့စကားလုံးတွေကိုတွဲသုံးပြီးတော့လည်းနာမ်အထူးပြုအနေနဲ့အသုံးပြုလို့ရပါတယ်ဒါဆိုရင်တော့နောက်ဗီဒီယိုမှာအညွှန်းနံအထူးပြုကြောင်းကိုဆက်ပြီးတော့လေ့လာသွားမှာပဲဖြစ်ပါတယ်